ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ဖို့တူနေ့ညနေတွက်ဖြစ်ပါတယ်မနေ့ကတော့ဒါကျွန်တော်တို့ရှစ်ပရိတ်သမားကြီးတို့တော်တော်များများအဆင်ပြေကြမယ်ထင်ပါတယ်ကျွန်တော်သေချာလေးပြောတယ်65တစ်ပရိတ်စင်ထားတဲ့အတွက်2ရက်အတွင်းပေါ့နော်6556ဆိုပြီးတော့ဒီတစ်ပရိတ်စင်ပြီးနော်ရှစ်ပရိတ်ကတော့ဒါတန်းလာတက်တဲ့အတွက်ဆိုပြီးတော့ဒါကျွန်တော်ရှစ်ပရိတ်ကိုတော့သေချာလေးပြောပါတယ်ပရိတ်သမားတွေတော့ဒါရကြမယ်ထင်ပါတယ်ပါဝါအတွဲကတော့အခုကတော့38တွေပဲကျန်တော့ကျွန်တော်တို့ကဒီညနေကိုလည်း38နဲ့ကစားမှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့3-3နဲ့ဒါ9-9ပေါ့နော်ဒီကောင်လေးတွေဒီညနေမှာအပူလေးလုံးဝသတိထားမှာဖြစ်ပါတယ်ညနေအတွက်ကတော့ကျွန်တော်တို့ဒီလောလောဆယ်တော့ဒီ channel မှာဗီဒီယိုအရှည်ရတင်လို့မရတော့10မိနစ်ကြော်လေးပဲတင်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီတွက်နီလေးတွေရှင်းပြတာတွေတော့မိတ်ဆွေများအနေနဲ့ကြည့်ကျင်တယ်ကျွန်တော်တို့ဒီနေတိုက်လေးတွေဝင်ယူကျင်တယ်ဆိုလို့ရှိရင်တော့ဒီ channel ရဲ့အောက်မှာ comment လေး link မှာကျွန်တော်ဒါဟိုပါပေါ့ချထားပေးပါတယ်အဲ့ဒီတွေကိုဝင်ပြီးတော့ကြည့်လိုက်ပါဗျာเนาะဒီ channel မှာကတော့ဗီဒီယိုဆက်ပြီးတော့တင်လို့ဒါအဆင်မပြေတော့ပြန်ဘူးဗျာဒါ2ပတ်လောက်တော့ဒီ channel ကခဏနားရမယ်ထင်ပါတယ်ဗျအဲ့ဒါကြောင့်ကျွန်တော်ကတော့ channel အသစ် link လေးကိုတော့ဒီအောက်ထဲမှာရေးထားပေးပါတယ်မိတ်ဆွေများအနေနဲ့တော့ဒါကျွန်တော် ਨੇ ဒါ content လေးအဆက်အသွယ်မပြတ်ချင်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီ channel link လေးကိုဝင်ပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေဒီညနေတွေကြည့်လို့ရပါတယ်ဒီညနေကတော့ကျွန်တော်တို့3-3တို့9-9တို့ဒီကောင်လေးတွေကိုတော့အထူးသတိထားပါအပူကြိုက်တဲ့မိတ်ဆွေများဒီအပူကိုလုံးဝသတိထားပေးပါဗျာနော်အားလုံးပဲညနေလည်းထပ်အဆင်ပြေကြပါစေ break ကတော့လောလောဆယ်တော့ကျွန်တော်တို့ပြောရနေခက်နေလို့ဗျာနော်အဲဒါကြောင့်ကျွန်တော်ကတော့ညနေအတွက်ရွေးထားတဲ့အကွက်လေးတွေကိုတော့ဒါ3ကွက်လောက်ပဲကျွန်တော်တေချာပေါက်လေးတင်ထိုးခိုင်းရတာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးကိုဒီ channel အောက်က link လေးမှာဝင်ပြီးတော့ကြည့်ပြီးတော့ယူလိုက်ပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ